မင်းကလေးငယ်တယောက်ဟာသူ့မရဲ့ပန်းချီကားတွေကိုမြောက်ဝမ်ကြီးစီပြတ်တာပြီးရောင်စုံခဲတံတွေနဲ့စက်ကူတရက်ကိုပေးခဲ့ပါတယ်နောက်တစ်နေ့မှာမင်းကလေးပြန်လာတဲ့အခါလှပတဲ့ပန်းချီကားတစ်ချက်ကိုတန်နိုင်တွေရဲ့အပြင်ဘက်မှာရှာတွေ့ခဲ့ပါတယ်မြောက်ဝမ်ကြီးကဒီလောက်ထိပန်းချီဆွဲနိုင်တာကိုသူမအံ့ဩသွားပြီးပိုကောင်းတဲ့ဆေးရည်ဘူးတွေကိုပါထပ်ပေးလိုက်ပါတယ်မြောက်ဝမ်ကြီးကဆေးတွေကိုယူပြီးသူငယ်စဉ်ကရွှွန့်တွေကြောက်ခဲတွေနဲ့ဆွဲခဲ့တယ်လို့မျိုးစိတ်အားထက်သန်စွာနဲ့ပန်းချီဆွဲနေပါတော့တယ်အဲ့ဒီအချိန်တုန်းကတကယ့်ကိုပျော်ရွှင်ခဲ့ရပေမဲ့တန်နိုင်တွေကြားထဲမှာအကြာကြီးပိတ်လောင်ခံထားရတဲ့အတွက်အဲ့ဒီပျော်ရွှင်မှုတွေကိုမေ့တလောက်ဖြစ်နေခဲ့ပါပြီအခုတော့ဆေးတွေပြန်ရပြီဖြစ်လို့သူဆက်ပြီးရေးဆွဲနိုင်ခဲ့တာပေါ့ဒါကိုစက်ကပ်ပိုင်ရှင်ကမြင်သွားတဲ့အခါဒါဟာစီးပွားရေးရရောင်းကွက်တစ်ခုပဲဆိုပြီးမြောက်ဝမ်ကြီးကိုစင်ပေါ်မှာဖျော်ဖြေဖို့အတင်းကျပ်ခိုင်းစေပါတော့တယ်မကြခင်မှာပဲပန်းချီဆွဲနိုင်တဲ့မြောက်ဝမ်ကြီးကိုကြည့်ဖို့လူတွေအလူအယက်ရောက်လာကြပါတယ်အဲ့ဒီနောက်မှာတော့မြောက်ဝမ်ကြီးကစုပ်တံကိုကျွမ်းကျင်စွာကင်ပြီးသူငယ်စဉ်ကနေထိုင်ခဲ့တဲ့တောအုပ်ကြီးရဲ့အလှပကိုရေးဆွဲပြလိုက်တဲ့အခါအားလုံးကအံ့ဩမြင်သက်သွားကြပါတယ်ပရိသတ်တွေကလက်ခုပ်တီးပြီးချီးကျူးကြသလို TV သတင်းတွေမှာလည်းတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြပါတယ်မြောက်ဝမ်ကြီးဟာလွတ်လပ်မှုကိုတန်းနေတာဖြစ်ပြီးသူ့ရင်ထဲကခန်းစားချက်ကိုနားလည်တဲ့မိန်းကလေးဟာသတင်းထောက်တွေကိုဒီဆန္ဒအကြောင်းပြောပြလိုက်တဲ့အခါမှာပဲမြောက်ဝမ်ကြီးရဲ့စိတ်မကောင်းစရာအခြေအနေကိုသိသွားကြပါတယ်သူတို့ဟာဆိုင်းဘုတ်တွေကင်ဆောင်ပြီးမြောက်ဝမ်ကြီးကိုလွတ်ပေးဖို့အတွက်ကန့်ကွက်ဆန္ဒပြကြပါတော့တယ်သူတို့ရဲ့အော်ဟစ်တန်တွေကိုကြားတဲ့အခါမျောကြီးရဲ့မျက်နှာမှာပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့စက်ကပ်ပိုင်ရှင်ဟာလူလူရဲ့ဖိအားကိုမတောင့်ခံနိုင်တော့ပဲလွတ်ပေးဖို့သဘောတူလိုက်ရပါတယ်အဲ့ဒီနောက်စက်ကပ်ပိုင်ရှင်ကမြောက်ဝမ်ကြီးစီသွားပြီးသူငယ်ငယ်ကရိုက်ထားခဲ့တဲ့တပ်ပုံဟောင်းလေးတစ်ပုံကိုထုတ်ပြပါတယ်မြောက်ဝမ်ကြီးဟာစီးပွားရှာတဲ့တိရစ္ဆာန်တစ်ကောင်မဟုတ်ပဲသူ့ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်တယ်ဆိုတာနားလည်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့မြောက်ဝမ်ကြီးဟာတဘာဝတရားရဲ့ရင်ခွင်ထဲကိုပြန်ရောက်သွားခဲ့ပြီးလက်ဆက်တဲ့မြေစီလွှာကျဲပြန့်တဲ့မြေပြင်နဲ့တောအုပ်ကြီးရဲ့မြင်ကွင်းတွေဟာသူစိတ်ကူးခဲ့တဲ့အတိုင်းပါပဲအဲ့ဒီမှာသူ့ရဲ့မျိုးနွယ်စုတွေကိုမြင်တွေ့ခဲ့ရပြီးသူအမြဲတမ်းအိမ်မက်မက်ခဲ့တဲ့လွတ်လပ်မှုကိုရရှိသွားပါတော့တယ်